Number 2 arrive to the destinations so destination တစ်ခုကိုရောက်တယ်ဆိုလို့ရှိရင် arrive သုံးမယ်ဆိုရင် to သုံးလို့မရပါဘူး arrive နောက်မှာ at သို့မဟုတ် in သုံးမှာဖြစ်ပါတယ် we've arrived to the airport we've arrived to Yangon လို့ဆိုရင်မှားပါတယ် we've arrived in Yangon အဲ့လိုပြောမှာဖြစ်တယ် we've arrived in the airport at the airport အဲ့လိုပြောလို့ရပါတယ် arrive နောက်မှာ to လိုက်တဲ့ဥစ္စာ to လိုက်တဲ့ conditions ကတော့ရှိရယ်အဲ့ဒါဘာလဲဆို action လိုက်မယ်ဆိုလို့ရှိရင် to နဲ့သုံးလို့ရတယ် the cleaner has arrived to clean your house အဲ့လိုပြောလို့ရပါတယ် number 3 leave versus forget forget ကမေ့တယ်တစံတစ်ခုမေ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က location ကိုပေါ်ပြလို့မရပါဘူးဥပမာအဖြစ်အိမ်မှာတော့မေ့ကြံခဲ့တယ်ဆိုလို့ရှိရင် I forgot my key at home အဲ့လိုပြောလို့မရပါဘူးဒီနေရာမှာ leave သို့မဟုတ် left သုံးမှာဖြစ်ပါတယ် I left my key at home I left my wallet at your house အဲ့လိုပြောလို့ရ forget သုံးမယ်ဆိုလို့ရှိရင် location နေရာတိတိကျကျကိုပြောစရာမလိုပါဘူးကျွန်တော်မြန်မာမှာဆိုလို့ရှိရင်တော့ငါအိမ်မှာ PC မိတ်ကြံခဲ့တယ်ငါအိမ်မှာပတ်စံမိတ်ကြံခဲ့တယ်ပြောရင်ရတယ်အဓိပ္ပာယ်ရအောင်ဘာမှမမှားဘူးပေါ့နော်အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့အင်္ဂလိပ်မှာကျတော့ leave နဲ့ကျွန်တော် forget နဲ့ကိုခွဲခြားနဲ့သိထားဖို့လိုပါတယ်ဆိုတော့ forget သုံးမယ်ဆိုလို့ရှိရင် location ကိုပြောစရာမလိုပါဘူးမေးတာဖြစ်တဲ့အတွက်ဘယ်နေရာမှာမေးတယ်ဆိုတာကိုပြောလို့မရဘူး location ကိုထည့်လို့မရဘူးပေါ့နော် I left my wallet at grandma's house အဲ့လိုပြောလို့ရတယ် I forgot my wallet ဆိုတော့ထောက်ကူပြမယ်လို့ပြောနေပါတယ် see you in the next video have a nice day guys peace